နားလေရန်ခက်ခဲသောကြံ့ကြံ့မှအဖြစ်အမေအဖြစ်ဖြစ်ရှင်းခြင်းကဏ္ဍကိုနည်းငယ်ဝေငှသွားမှာဖြစ်ပါတယ်ဒီမိနစ်တော့လူတွေအများကြီးမေးနေကြတဲ့မေးခွန်းလေးတစ်ခုကိုသိသလောက်ဖြေပေးခြင်းပါတယ်အဲ့ဒီမေးခွန်းကဘာလဲဆိုလို့ရှိရင်ဖရာသခင်ကိုဘယ်သူဖန်ဆင်းတယ်လဲဆိုပြီးမှမေးကြပါတယ်အဲ့လိုသိကျင်တဲ့စိတ်နဲ့မေးတာကိုကျွန်တော်အထူးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းသိသလောက်ကလေးဖြေကြားပေးခြင်းပါတယ်အဲ့တော့ပု္ပ္ပာနံပါတ်6အနေနဲ့ဖြေပေးမှာဖြစ်ပါတယ်နောက်ထောင်ကြတဲ့ရောက်စီတိုင်းဖရာသခင်ကောင်းကြီးပေးပါစေနားလေသည်ဖြစ်စေနားမလေသည်ဖြစ်စေဘုသူတရစေပို့အလို့ငါနားထောင်ရင်တော့အကျိုးရှိပါတယ်ခရိယန်ဘာသာညီကိုများတင်မကအခြားသောဘာသာဝင်ညီကိုများအားလုံးကိုကျွန်တော်လေးစားချစ်ခင်လျက်ဒီအကြောင်းအရာလေးကိုနည်းငယ်ပြောပြခြင်းဖြစ်ပါတယ်အားလုံးကိုလည်းကျွန်တော်မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဆိုတော့အဲ့အမေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြေရမယ်ဆိုလို့ရှိရင်ကျွန်တော်စဉ်းစားရမယ်အရာနှစ်ချက်ရှိတယ်ပထမဆုံးစဉ်းစားရမှာကဖျားဆိုသောဝဟာရပေါ့နော်နဲ့ထာဝရဖျားဆိုတဲ့ဝဟာရကွဲပြားတာကိုကျွန်တော်စဉ်းစားမိပါတယ်ဆိုတော့ဖျားလို့ဝဟာရပေါ်လာခြင်းဟာပင်လင်းဖျားဆိုတာရှိလို့ဖြစ်တယ်ဆိုတာကျွန်တော်တို့သိရမှာဖြစ်တယ်အရင်တွေးခေါ်ရမှာဖြစ်တယ်အခုကျွန်တော်ကွန်ပျူတာနဲ့ကျွန်တော် live link နော် record လုပ်တယ်ပေါ့အဲကွန်ပျူတာဆိုတဲ့စကားဟာကွန်ပျူတာရှိလို့ကွန်ပျူတာဆိုတဲ့စကားပေါ်လာတယ်ထိုနည်းတကောင်းလူဆိုတာကလည်းလူရဲ့လို့ရှိလို့လူဆိုတဲ့ဝါဟာရစကားပေါ်လာတယ်တရိษံစသဖြင့်ပေါ့ဒီစကားလုံးတွေပေါ်လာရခြင်းဟာဖြစ်တည်မှုပေါ်မှာမူတည်ပြီးမှလူတွေကအစိုးသမှတ်ပြုကြတယ်နော်အဲ့တော့ဒီမှာလည်းကြည့်ကဖျားဆိုတဲ့ဝါဟာရကိုကျွန်တော်အရင်စဉ်းစားမယ်ပြီးရင်ထာဝရဖျားဆိုတဲ့ဝါဟာရကိုကျွန်တော်စဉ်းစားမယ်အဲ့နှစ်ခုဟာမတူဘူးဆိုတော့ကျွန်တော်အရင်သဘောပေါက်ဖို့လိုပါတယ်ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုလူကနေဖြစ်ပေါ်လာတဲ့ဖျားတွေမြောက်များစွာရှိပါတယ်လူကနေဖြစ်ပေါ်လာတဲ့ဖျားပြီးတော့မှလူကိုဖန်ဆင်းတဲ့ဖျားဆိုတာကိုကျွန်တော်တို့သိဖို့လိုပါတယ်ယနေ့လူတွေကလူကိုဖန်ဆင်းတဲ့ဖျားကိုမသိကြတာများတယ်ပေါ့နော်အဲ့တော့ဖျားဆိုတာကလည်းနော်ဒီလူတွေကိုးကွယ်ဖို့အတွက်ပေါ့နော်ကိုးကွယ်ကြတယ်ဝတ်ပြုကြတယ်နောက်တော့ဟာလာအားကိုးကြတယ်နောက်တော့သစ္စာဆိုကြတယ်စုမုံကောင်းတောင်းကြတယ်ဒီဟာတွေအားလုံးဟာဖျားဆိုတဲ့အတိအညာပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ဘာသာတိုင်းလူမျိုးတိုင်းကနော်ဆောင်ရွက်ကြတာပဲနော်ဆိုတော့ဖျားဆိုတဲ့နေရာမှာကျွန်တော်တို့ဖျားကိုဘယ်သူကဖန်ဆင်းလဲလို့ပြောရင်ကျွန်တော်စဉ်းစားမိပါတယ်ဖျားကိုထာဝရဘုရားကိုဘုရားတစ်ပါးကဖန်ဆင်းလိုက်ပြီဆိုလို့ရှိရင်အဲ့ထာဝရဘုရားကိုဘယ်သူကဖန်ဆင်းတယ်လဲအဲ့တော့အဲ့ထာဝရဘုရားကိုလည်းဖန်ဆင်းတယ်လို့ရှိခဲ့ရင်လည်းနောက်ထာဝရဘုရားကလည်းဘယ်သူဖန်ဆင်းလဲဆိုမေးခွန်းကမေးလို့အဖြေမထုတ်နိုင်မတန်တရားမဆုံးတော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါကိုတစ်ချက်ကျွန်တော်စဉ်းစားရမှာဖြစ်တယ်ဆိုတော့ဘုရားကိုကျွန်တော်တို့ကဖန်ဆင်းရမှာလားအဓိကထာဝရဘုရားပေါ့နော်ထာဝရဘုရားကိုကျွန်တော်တို့ဖန်ဆင်းရမှာလားဖန်ဆင်းတဲ့ထာဝရဘုရားကောင်ဘယ်သူလဲနောက်တော့အဲ့ထာဝရဘုရားကိုဖန်ဆင်းတဲ့ထာဝရဘုရားကိုဘယ်သူဖန်ဆင်းတယ်လဲဆက်ကမပြီးတော့ဆိုအဲ့မှာနေကျွန်တော်အဖြေမရှိဘူးအဖြေရှာလို့မရနိုင်ဒါကကျွန်တော်အချိန်တက်ဖြုံးနေစဉ်းစားမယ်ဆိုအချိန်ကုန်လုံးပဲရှိတာပေါ့နော်အဲ့တော့ဘုရားကိုကျွန်တော်တို့လူညံနဲ့စဉ်းစားလို့မရဘူးဆိုတော့ဘာလို့ဆိုကျွန်တော်ပြောပြမယ်ဗျာကျွန်တော်ရဲ့ဘိုးဘေးအထိတော့ကျွန်တော်သိတယ်ဒါတော့အဖိုးပြောပြလို့ရှေ့လျှောက်ကျွန်တော်ရဲ့ဘိုးဘေးရဲ့အဘိုးဘေးတွေကျွန်တော်မသိတော့ဆိုတော့ထုံနည်း၎င်းပဲဖျားကိုကျွန်တော်တို့ဘယ်လိုစဖြစ်တယ်လဲဆိုတော့ကျွန်တော်စဉ်းစားလို့မရနိုင်ဘူးဒါလေးကိုလည်းကျွန်တော်ထပ်ပြီးတော့ကျွန်တော်သိတဲ့ຢာလေးပြောပြခြင်းဖြစ်ပါတယ်နော်အဲ့တော့အထူးသဖြင့်ယေရှုပြောတဲ့ဖျားဟာဘ
ဘာသာတရားနဲ့နော်ကျင်လည်လှုပ်ဆောင်သူတွေကိုဆိုလိုတယ်ဆိုတော့ယေရှုကလည်းပြောတယ်ဖရားတွေဖြစ်တယ်ဖရားတွေရှိတယ်ဆိုတော့သူပြောပြထားတဲ့စကားရှိတယ်ယောဟန်ခန်းကြီး10အငယ်34မှာယေရှုကလည်းသင်တို့သည်ဖရားဖြစ်ကြ၏ငါဆိုသည်ဟုအဲ့တော့ယေရှုခရစ်တော်လောကမှာရှိစဉ်ကာလမှာအဲ့လိုပဲသူ့ကိုလာစုံစမ်းမေးမြန်းပြီးမှအပြစ်ရှာတဲ့ဘာသာရေးပုဂ္ဂိုလ်တွေအများကြီးရှိတာပေါ့နော်ဆိုတော့အဲ့ဒီမှာလဲသူဖြေတဲ့စကားလေးတစ်ခုကဘာလဲဆိုသင်တို့ဒီဖျားများဖြစ်ကြ၏လို့ယေရှုကသူတို့ကိုပြောတယ်ပေါ့နော်ဘာလို့ဆိုအဲ့မှာဆက်ကြည့်တဲ့အခါမှာဖျားခင်ဗျာဒိတ်တော်ကိုခံတော်သူကိုဖျားဟုခေါ်တယ်ဆိုတော့ဖျားရဲ့အဆုံးအမဩဝါဒတွေဖျားရဲ့ချမှတ်တဲ့တရားတော်တွေကိုကျင့်ဆောင်ပြီးတော့မှလိုက်လျှောက်တုံသင်နေတဲ့သူတော်စင်ကြီးတွေပုဂ္ဂိုလ်ကြီးတွေယဟန်တန်ကြီးတွေသူတို့လည်းနော်သူတို့ကလည်းလူတွေကအယုဒင်မှုပြုပြီးတော့မှအရှင်ဖျားလို့ပြောပါတယ်ဒါဟာလည်းအင်မတန်မှကြီးညိုဖွယ်ကောင်းတဲ့နော်ဒီနာမဖြစ်တယ်ပေါ့နော်ယူသေးထိုက်တဲ့သူကြီးညိုထိုက်တဲ့သူကိုကျွန်တော်တို့ယူသေးလေးဆဆနဲ့အရှင်ဖျားလို့ခေါ်တာလဲကောင်းပါတယ်ဆိုတော့ခရစ်တော်ကိုယ်တိုင်ကပဲလူတွေကိုဖျားဖြစ်ကြတယ်လို့ပြောတယ်အဲ့တော့ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ခရစ်တော်ပြောတဲ့ဖျားတွေကမြင်ရတဲ့လူတွေကိုနော်ဖျားသားတော်ပင်တယ်ဖျားလို့ပြောတယ်ဒါပေမဲ့စာလံဆရာကြီးဆိုတော့ကဣသေလဣသရေလနိုင်ငံမှာဒုတိယဘုရင်ပေါ့နော်ဣသရေဒီဣသရေလသမိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဒုတိယဘုရင်ဖြစ်တဲ့ဒါဝိဒ်မင်းကြီး King David ပေါ့နော်သူကဘာပြောလဲဆိုတော့သူရေးထားတဲ့ကျမ်းစာထဲမှာလေကျွန်တော်ကျမ်းစာထဲမှာသူရေးထားတဲ့အချက်တွေအများကြီးရှိတယ်သူကဘာရေးလဲဆိုတော့စာလံကျမ်းမှာစာလံကျမ်းအခန်းကြီးနော်82အငယ်6မှာတွေ့ရတယ်စာလံကျမ်းအခန်းကြီး82အငယ်6မှာတင်တို့သည်ဖျားဖြစ်ကြ၏ရှိသမျှတို့သည်အမြင့်ဆုံးသောဖျား၏တာဖြစ်ကြ၏ဟုငါဆိုသည်တဲ့အဲ့ဒီလက်ထက်မှာကတည်းကဟိုဓမ္မဟောင်းကာလခရစ်တော်မပေါ်ခင်ကတည်းကနော်ဖျားတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုဘုရင်ကပြောထားတယ်ဘုရင်ကြီးကပြောထားတယ်နော်ဒါပေမဲ့သူကဘာဆက်ပြောလဲဆိုတော့ဆာလံကျမ်းအခန်းကြီး82အငယ်9မှာဆက်ကြည့်တဲ့အခါမှာတို့တော်လေတင်တို့သည်လူကဲ့သို့တည်၍ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည်တဲ့ဆိုတော့လူကနေလူပဲလေလူလိုအသွေးသားရှိရယ်နော်လူကဲ့သို့သွားလာလှုပ်ရှားတယ်ဆိုတော့အဲ့ဒီဘုရင်ကြီးကို၌ကပြောတဲ့စကားဖြစ်တယ်ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည်ဆိုတကယ်လဲဆုံးရှုံးခြင်းသို့ရောက်သွားပါလေနော်ဆိုတော့ဒါကတဘာဝတရားရဲ့နော်အစင်လာတရားဖြစ်ပါတယ်ဒီလိုစင်တွေများများကနော်ကျင့်စဉ်တွေကျင့်တယ်ဖျားကဲ့သို့နော်နေထိုင်သွားလာပြုမှုကဆုံးမဩဝါဒတွေတရားတွေချတယ်တိတ်ကောင်းပါတယ်အရန်ကြည်ညိုဖွယ်နှစ်သက်ဖွယ်ကောင်းတဲ့တရားတွေဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့စဉ်းစားရမယ့်တစ်ချက်ကထာဝရဘုရားဆိုတာကဘာလဲလို့ကျွန်တော်ကြည့်တဲ့အခါမှာဓမ္မကျမ်းစာထဲမှာလေထာဝရဘုရားကဘာပြောလဲဆိုရှင်သူ့ကိုဖန်ဆင်းတဲ့သူမရှိဘူးသူ့ကိုဖန်ဆင်းတဲ့လူမရှိဘူးသူကသာလေဖန်ဆင်းတာတဲ့နော်ထာဝရဘုရားကဖန်ဆင်းတဲ့သူမရှိဘူးသူကသူဖြစ်တဲ့အတိုင်းသူဖြစ်တာတဲ့သူဘယ်လိုဖြစ်တယ်ဆိုတော့ကျွန်တော်စဉ်းစားလို့လည်းမရဘူးပေါ့နော်အဲ့တော့ကျမ်းစာတစ်ချက်မှာဘာပြောလဲဆိုတော့ထွတ်မြောက်အောင်ကျမ်းအခန်းကြီး3အငယ်14ထွတ်မြောက်အောင်ကျမ်းကိုရေးတဲ့နော်ဒီရာဘီလို့ခေါ်တဲ့ကျမ်းစာရေးတဲ့ဆရာကြီးပေါ့နော်
သူက Moses လို့ခေါ်တယ်မောရှေသူကဘာရေးလဲဆိုတော့ဘုရားသခင်သူ့ကိုပြောတဲ့စကားကိုသူကပြန်ရေးထားတာဘုရားသခင်နဲ့သူနဲ့အဆက်အသွယ်ရှိတယ်အဲ့ခေတ်ကဘုရားသခင်ကလူတွေကိုပြောမယ်ဆိုရင်ဒီမောရှေအဖြစ်မိန့်မာတဲ့စကားတွေပေးလို့ရှိတယ်ဘုရားသခင်ကဘယ်လိုပြောတယ်ဘုရားသခင်ဘာလုပ်တယ်စသဖြင့်ဣသီလလူဣသရေလလူမျိုးတွေကိုဘုရားသခင်ကညွှန်ကြားလေးရှိတယ်အဲ့ဒီနော်ဒီပြောဖက်ကြီးကဘာပြောလဲဆိုလို့ရှိရင်ဘုရားသခင်ကလည်းငါဖြစ်သည့်တိုင်ငါဖြစ်၏ဟု၎င်းငါဖြစ်သည်ဟုအမည်ရှိသောသူသည်တဲ့ငါကိုတင်တို့ရှိရသို့စေလွတ်တော်မူပြီဟုဣသရေလအမျိုးသားတို့အားပြန်ပြောလော့ဟူ၍မောရှေအားမိန့်တော်မူတယ်ဆိုတော့အဲ့ဒီဖျားကငါဘလို့ဖြစ်လဲဆိုငါဖြစ်တဲ့တိုင်းငါဖြစ်တယ်အဲ့ဒီငါဖြစ်တဲ့တိုင်းငါဖြစ်တယ်ဆိုတော့ဖျားကမောရှေကိုမင်းကိုငါပြောနေတယ်ဆိုတဲ့အကြောင်းကိုဣသရေလလူမျိုးတွေပြန်ပြောပါဆိုတာကိုသူကရေးသားထားတဲ့ကြံချက်ဖြစ်တယ်တခါကျွန်တော်ဗျာဒိတ်ကျမ်းခန်းကြီး1အငယ်8ကိုကြည့်တဲ့အခါမှာဗျာဒိတ်ကျမ်းဆိုတာကတော့ကျွန်တော်တမန်ကျမ်းစာခရစ်ယာန်တမန်ကျမ်းစာရဲ့နောက်ဆုံးမှာပါတဲ့ကျမ်းစာပေါ့နော်အဲ့ကျမ်းကိုရေးတဲ့ရှင်ယောဟန်ကလည်းယေရှုခရစ်တော်ရဲ့နော်ညီငယ်ဖြစ်တယ်ပေါ့ညီပေါ့နော်သူကဘာရေးလဲဆိုလို့ရှိရင်ခရစ်တော်ရှင်ပြန်ထမြောက်ပြီးကောင်းကင်တက်ကြွသွားပြီးနောက်ပိုင်းနော် AD ဟိုရင်းလောက်မှာဖြစ်လိမ့်မယ် AD 50နဲ့60ဝန်းကျင်လောက်မှာဖြစ်လိမ့်မယ်သူရေးထားတဲ့ကျမ်းချက်အဲ့တော့ဗျာဒိတ်ကျမ်းခန်းကြီး1အငယ်8မှာဘာရေးလဲဆိုတော့ဘုရားသခင်ကသူ့ကိုပေါ်ပြတဲ့အကြောင်းကိုသူကရေးထားတဲ့စာဖြစ်တယ်ဘုရားသခင်ဘာပြောလဲဆိုရှင်ငါသည်အာလဖာဖြစ်၏တဲ့အိုမေဂါလည်းဖြစ်၏ဟုအနန္တတကုနှင့်ပြည့်စုံတော်မူ၍ပြစ္ဆုတ်ပံအတိတ်အနာဂတ်ကာလအစဉ်ရှိတော်မူသောထာဝရအရှင်ဘုရားသခင်မိန့်တော်မူ၏တဲ့ဆိုအာလဖာဆိုတာကတော့ကျွန်တော်တို့နော် Greek လို့ပေါ့နော် Greek လို့ alpha လို့ခေါ်တယ်နော် omega ဆိုတာကနော် omega လို့အမှလို့ပြန်ထားတာပေါ့နော် alpha ဆိုတာဘာလဲဆိုရင်အစဦး omega ဆိုတာနောက်ဆိုတော့အစကတည်းကလည်းသူရှိတယ်နောက်ကိုလည်းရှိနေအောင်မယ်ဆိုတော့ဖခင်ကဘာပြောလဲဆိုရှင်နော်ငါဟာတဲ့ပြစ္ဆုတ်ပံမှာလည်းရှိတယ်တဲ့အတိတ်မှာလည်းရှိခဲ့တယ်တဲ့အနာဂတ်မှာလည်းအမြဲတမ်းရှိမဲ့ထာဝရဘုရားသခင်ဖြစ်တယ်ဆိုတာကိုပြောလိုက်ပါဆိုပြီးမှဣသရေလလူမျိုးတွေကိုမှားကြတဲ့စကားကိုလည်းကျွန်တော်ကျမ်းစာထဲမှာတွေ့ရတာပေါ့နော်အဲ့ဒါကထာဝရဘုရားဆိုထာဝရဘုရားနဲ့ဖျားနဲ့ဘာကွာလဲဆိုဟိုထာဝရလို့ပြောထားတော့ကြောင့်ထာဝရဆိုတာကအမြဲတမ်းပေါ့နော်အတိတ်တုန်းကလည်းရှိခဲ့တယ်ပြစ္ဆုတ်ပံလည်းရှိနေတယ်နောက်လာမယ့်အနာဂတ်မှာလည်းရှိနေအောင်မဲ့ဘုရားပေါ့နော်ရှိပြီးပျောက်သွားတာဖြစ်ပြီးပြတ်သွားတာမျိုးမဟုတ်ဘဲနဲ့အစဉ်တစ်ဖြစ်ရှိနေတဲ့ဘုရားကိုကျွန်တော်ထာဝရဘုရားလို့ပြောပါတယ်အမည်တတ်မှတ်ပါတယ်အဲ့ထာဝရဘုရားကဘာပြောလဲဆိုပြန်ရင်ထပ်ပြီးမှပြောဖက်ကြီးတစ်ပါးဖြစ်တဲ့ဟေရှာယကို53အငယ်30မှာထာဝရဘုရားမိန့်တော်မူသည်ကားတဲ့ငါရှေ့မှာဖန်ဆင်းရာတဲကအပေဘုရားမှမဖြစ်ငါနောက်မှာလည်းအပေဘုရားမှမရှိရလို့ပြောထားပါတယ်အရှိမှလည်းဖန်ဆင်းတဲ့ဘုရားမရှိနောက်မှာလည်းဖန်ဆင်းတဲ့ဘုရားမရှိဘူးဆိုတော့ပြောပါတယ်ဒါကြောင့်ညီကုန်းချုပ်ရမယ်ဆိုထာဝရဘုရားသခင်ဒီဘုရားဖြစ်နေခြင်းထက်ထာဝရဘုရားဖြစ်သောကြောင့်အတိတ်ပြစ္ဆုတ်ပံအနာဂတ်အမြဲရှိသောဘုရားဖြစ်ကြောင်းကိုကျွန်တော်အနည်းငယ်ဝေငှပါတယ်ဒါကြောင့်ဘုရားသခင်ကိုဘယ်သူဖန်ဆင်းတယ်လဲဆိုတော့ဘုရားသခင်ကိုဖန်ဆင်းတဲ့သူမရှိပါဘူးဆိုတော့ကိုကျွန်တော်ကျမ်းစာအရဘုဟုတုတိရစေတော့ငါအနည်းငယ်ဝေငှခြင်းဖြစ်ပါတယ်